ဟုတ်ကဲ့ဒီနေ့ကတော့ပုပ်ပုပ်ပါလေးစားပြတဲ့ပဲသွေးချင်ဆက်ချက်ကလေးကိုချက်ပြမှာဖြစ်ပါတယ်ရှင်အရင်ဆုံးချက်တော်ဖြူနဲ့ငယ်သီးစိမ်းလေးကိုကြေနေအောင်ထောင်းထားပါမယ်ကြီးသီးလေးလည်းစနစ်လုပ်ထားပါမယ်ရှင်ပဲသွေးလေးကိုတော့တခိုက်စားဖြစ်အောင်လို့ကျွန်မတေးသေးလေးရထားပါတယ်ပြီးရင်တော့အရသာလေးဝင်တော့အောင်သားမုံလေးအနှဲငယ်နဲ့ထည့်နေပြလိုက်ပါမယ်စီပူလာရင်တော့ငယ်သီးစိမ်းနဲ့ချက်တော်ဖြူလေးဝက်ကြိတ်ထားတာလေးကိုကျွန်မမှွေးလာတဲ့အထိတက်ပါမယ်ရှင်ကျမကတော့ပဲသွေးလေးကိုမာနေအောင်ကြော်ပြီးမှချက်ရတာမျိုးကြိုက်ပါလို့ရှင်ပျော့လေးပဲစားချင်တာဖြစ်တဲ့အတွက်ကျမပဲသွေးကိုတစ်ခုတစ်ခါပြန်ကြော်တော့ပါအောင်ရှင်တခါလေချက်သွန်နဲ့ချက်သွန်ဖြူနဲ့ငယ်သီးစိမ်းလေးဝေးလာပြီဆိုလို့ရှင်တော့ပဲသွေးလေးတစ်ခါရထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့အဖုံးလေးအုပ်ထားပြီးတော့ခဏလေးစောင့်ပါမယ်နော်ပြီးရင်တော့ကျမဒီနည်းနည်းလေးထည့်လိုက်ပါတယ်ရှင်အဖုံးလေးအုပ်ထားပါအောင်မယ်နော်ပဲသွေးလေးကပျော့လေးနဲ့အရသာလေးဝင်နေတာမို့လို့တော့စားလို့ကောင်းပါတယ်ပြီးရင်တော့အချင်းတက်လေးလေးနည်းနည်းပါချင်တာမယ်ကြီးရည်လေးနည်းနည်းလေးထည့်ပါလေရှင်ကျမအရသာကြီးကြည့်လိုက်တော့နည်းနည်းလေးပေါ့နေတာမို့လို့ငပြားလေးနည်းနည်းလေးထည့်လိုက်ပါလေရှင်ပဲသွေးကကြာကြီးချက်စရာမလိုတာမို့ဒီလောက်ချင်နေလေးဆိုရင်တော့ကြက်နေပါပြီနော်ဒါဆိုရင်တော့ပဲသွေးချက်ဆက်လေးတကယ်ရပါပြီရှင်အဆုံးထိကြည့်ရှုပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်